ဘာလေးတွေရှိတယ်အဲ့ဒါအလုံးနေရတော့မြေဩဇာတွေအဲ့ဒါကြီးကိုလုတ်ပြလို့မရဘူးသူကအဲ့ဒါငှက်စာမဟုတ်ဘူးသူကအေးငှက်စာမဟုတ်ဘူးလို့အဲ့အပင်ကိုကျွေးတာအပင်ကိုအစာကျွေးတာငှက်တွေကိုအစာကျွေးတာမဟုတ်ဘူးဒီဘက်ကိုအဲ့ထက်ဝင်လို့မရဘူးလေအဲ့မှာအပွင့်နေနေဟိုသူကချောင်းတဲ့နေရာတော့ဒီထဲကတော့အဲ့ထဲကတော့သွားလို့ရတယ်တော့ပြန်ရအောင်လေအိမ်ပြန်ရနေဘူးတယ်ချော့ကြအောင်မယ်သွားလို့ရတယ်တော့နည်းနည်းမင်းခု